သူလည်းဒီလိုမထင်အောင်လားနော်နေရာနေခွာမယ်လို့ထင်ရတယ်ဘာလို့သူဒီကာလာကွဲတယ်နော်ဒီအလဲလိုင်းကတရားဒီနားမှာဟိုမြောင်းလေးကမကြံဘူးလားကြံပါနော်မြောင်းလေးကကြံတယ်နော်အဲ့လိုဒါပေမဲ့ဒီကဒါဟန်ပြလောက်ထားတယ်ငါတို့ကတခါခံဘူးလို့သိတယ်တခါခံဘူးနှစ်ခါခံဘူးဆိုတာမှတ်ထားတယ်နော်ဘီဘိုတွေဟိုမိုတွေမှာဒီလိုမျိုးလေးတွေအလုံးများတယ်နော်ဟိုဟာထုတ်အောင်ဒါလည်းမေ့တတ်တယ်နော်ဘာလို့လဲဆင်းကအင်ကြီးမထွက်ဘဲနဲ့အတင်းအဓမ္မဖရိကြီးခွာနေရတယ်ကျတော့ဆင်းကအင်ကကျိုးဟောရခက်ကပါလိုက်ပြီဒီကောင်လေးတကယ်တမ်းဆိုဒီကနေခွာရတယ်ခွာသူ့ရဲ့ပုံစံလေးကဒီကနေခွာရမရောင်လေးပြတယ်ဒါပေမဲ့အဲ့ဒါကိုသူကစမ်းတက်လို့ရတယ်လေဘယ်လိုနဲ့လဲတစ်ခေါက်တော့ပြောလိုက်ပါတယ်ခေါင်းတိုင်းမှာကဒီနားမှာဘုတ်ရှိတယ် main ဘုတ်နော်အောက်ခြေမှာနော်အောက်ခြမ်းဘုတ်ရှိတယ်အဲဘုတ်ရှိတဲ့နေရာမှာပဲဘာရှိရဆိုတော့စကူလို့ရှိလက်ရှိစကူရှိတာဟုတ်တယ်အဲ့တော့ဒီနေရာလောက်ကပတ်ဝန်းကျင်ကစကူလွတ်တယ်လောက်ကိုဟလိုက်ရင်တော့သူဘယ်ဘုံမဆိုလိုက်ပြီးတော့ဟလာတယ်နောက်ပြီးတော့လက်စပြီးတော့လက်ဝင်တာနေရာဝင်တာပေါ့နော်လက်စဝင်တာတော့ငါတော့ဒီနေရာလေးအရင်ဝင်တာဒီနေရာကသူကအားနေချက်ရှိတယ်လေအဲ့လိုဆိုတော့ဒီမှာအလွာပပါတော့ဒီမှာပေါက်နေစအဲ့မှာတစ်ခုတော့ရှိတယ်နော်ဒီနေရာကဝင်ပြီးတော့ဟိုတအားထင်းရင်ကိုမရှိဘဲနဲ့ခွာထိုးလိုက်ရင်ဒါလေးပဲ့သွားတယ်ကျိုးသွားတယ်ခြေနေလေးတော့ကြည့်ပဲ့သွားနိုင်ခြင်းရှိလို့ရှိရင်ဆက်မသွားနဲ့ဝင်သွားနော်ပုံတန်နဲ့လက်ကလက်မလက်သေးလေးအရှိထားလို့ပြောထားတယ်နော်ဒီလိုလေးသွားရာကြည့်လိုက်လို့ရှိရင်ဒီရောက်ရာကြည့်လိုက်ပေါ့စကူမရှိတဲ့နေရာတွေကတော့အသာအရာလိုက်ပြီးတော့ဟလာဒီအသာအရာဟမယ်ဒါတော့မှဘလို့မှဟမရဘူးဆိုလို့ရှိရင်နေကြတယ်အောက်မှာစကူရှိတယ်ဒီကနေခွာမှာမဟုတ်တော့ဒီကနေခွာမှာနော်ဒီအထိတတရာနဲ့ဟလိုက်တယ်ဆိုရင်တော့ဒါဒီရောက်ခွာမှာမဟုတ်တော့ဘယ်လိုလေးဆုံးဖြတ်နော်နည်းနည်းလေးအားထည့်ပြီးတော့လုပ်ကြည့်လိုက်အသိသားကြီးနော်အတင်းအဓမ္မကြီးလည်းအားမထည့်နဲ့တော့ကြောင့်အောက်ကစကူတွေပါပြောင်းကုန်လေနော်ဒီမှာအသားရကြွလိုက်တာဒီလိုဟာပြောဆိုငါတို့ကနှစ်ခါနှလုံးတော့ခံရဘူးလေညနေစခွာတာချတယ်မရမကလည်းဟုတ်သေးပါဘူးဘက်ကလည်းခွာတာအဲ့လိုမကြပါဘူးအဲ့လိုမခဲရပါဘူးကိုယ်ဒီဘလူမြတ်သုံးတာပါလိုက်ပါညာနဲ့ကိုယ်စိတ်တွေကိုတွေးနေဘယ်လိုလဲကိုကအလွာလွဲနေသူကဒါဟန်ပြလေးလောက်တာဟန်ပြလေးလောက်တာပြီးတော့အတွင်းထဲမှာကျစင်ကောလိုဟာမျိုးခေါ်နေအသေးကတ်တယ်အသေးကတ်မကတ်ကတော့ separate တွေနဲ့အပူတွေနဲ့လောက်မှတော့သူကခွာလိုက်လာဖြည်းချင်းနဲ့အဲ့လိုပရင်ခွာရတာလေးပါလေးတော့နည်းနည်းလေးအားဆိုင်ရတာရှိတယ်နော်စကိတ်ဘုံနဲ့ပတ်သက်တာတော့မှန်နဲ့ပတ်သက်တာတော့ဘယ်တော့မှအားမဆိုင်နဲ့ဒါလေးဒီမှာမကတ်ပဲနဲ့ဒီမှာလာကတ်ဒီမှာစီးတောင်ရှိသေးတယ်ဗျနော်ပေါ်ရအောင်ရစီးရှိသေးတယ်ဆိုတော့ဒါအသစ်ကလေးဗျစမ်းမဲ့သမားတရားရမနှက်ရတယ်ပြီးရင်ဒါလေးတွေနော်ကင်မရာမှန်ဖုန်းလေးဒီလိုမျိုးပက်လက်ကြီးမထားနဲ့ကိုယ်ဒီမှာက10မိနစ်ပဲကြာမှာမဟုတ်ဘူး10မိနစ်ပဲကြာမှာမဟုတ်ဘူးတနာရီလောက်မကတရက်လောက်မကကြာရင်ကြာသွားတယ်အဲ့တော့ဒီလိုပက်လက်လာကဒီပေါ်မှာဖုန်းလေးဝင်မှာနော်အနည်းဆုံးဒီလောက်ကလေးတော့မှောက်တာ
ဟုတ်လားအဲ့ဒါတော့ customer တော့ customer ဒီလိုကောင်းနေကင်မရာဖုန်းမှန်နေတဲ့မှာဖုန်းဝင်လို့ဆိုပြီးသွားတော့ကြည့်လိုက်ဟိုကထွက်ကြတယ်ခလုတ်ခလုတ်ရပြီးမှကောက်ပဲဒီမှာပါခလုတ်ဒီလိုကောင်းနေတဲ့တန်းကကြာပြီဆိုတော့ဟိုနာအကျိုးဒီနာပဲ့ဒါကပါပါကြီးဒီဘက်ကဘုံလုံးခလုတ်ကပဲ့အောက်ကျသွားတာကတကြိုးဒါကတကြိုးခုနပြောစကားဒီလိုမျိုးကင်မရာဖုန်းလေးတွေနဲ့ဖုန်းဝင်လို့ဆိုပြီးတော့တုတ်ကြက်သလောက်တုတ်အော်တိုင်းပြန်ဖြစ်တော့အဲ့ဒါလေးတော့ view စားမောက်ရက်ကလေးထားပါနော်တကယ်တော့ငါတို့ဟိုလိုဘူးလေးနဲ့ထားရတယ်ပြောပြီးသားနော်ဒီလိုဘူးလေးစာပစ်ဆိုင်ဖွင့်ပြီးစာပစ်ဆိုင်တကယ်လောက်ပြီးဆိုတော့အနည်းဆုံးအဲ့လိုပုံထည့်တရားဘူးလေး10ဘူးလောက်တော့ဆောင်းတာ10ဘူးဆိုတာလိပ်ပတ်လဲလေဒီကောင်ကမှလဲဖို့အလုံးဆိုတော့ကျိုးတွေကလည်းပတိပေါ်မှာမရှိဘူးပတိအောက်ကနေသွားတာဆိုတော့ပတိလည်းအောက်ကိုခွာမှာနားလေးကအဲ့အလွတ်ဘုံအလွတ်ကမရှိပါဘူးလေးနဲ့မလောက်ဘူးဆိုရင်တော့မှဒီလိုအိတ်ကလေးတွေကလှုပ်နေပြီဆိုရင်တော့ပေါ်သွားမှာမှန်တစ်ခါဝယ်တိုင်းအဲ့လိုအိတ်တွေရနဲ့အယောင်မတူတာတွေပါခဲ့ရင်ခွဲပြီးတော့တခြားမှတ်ထားရောင်မတူတာအတော့ရှင်းမကြီးတာငါလုံးသက်ကွန်ပျူတာလုံးနဲ့လုံးသက်2နှစ်လောက်နေတော့ဆိုင်ဒီဇိုင်းပြောင်းတာပေါ့မလေးကကုမ္ပဏီတိုက်ကြီးအနီကောပြောင်းအလုံးသွားရှောက်မန်နေဂျာဖြစ်တဲ့သူကအဲ့ဒါနောက်မှသိတာကမန်နေဂျာမှန်းတော့အင်တာဗျူးလုပ်လာအင်တာဗျူးကနှုတ်ဖြေနှုတ်မေးလက်တွေ့ကျူနှမျိုးလုံးညောတော့နှုတ်မေးတော့ဘာလို့ဖို့တော့ဘာတွေရတော့လဲမေးတယ်ငါလုံးသက်က2နှစ်ရှိပြီးတော့ IC ဘိုင်းတင်တဲ့ထက်တက်တာကခုနကငါပြောတယ် IC ဘိုင်း OIC အောင်ပို့ပြီးသွားပြီ OIC နှစ်ခါသုံးခါ OIC လက်ကျ